boss ကနေကြိုဆိုလိုက်ပါတယ်တက်တော့မှာ trend ဖြစ်နေတဲ့ဒီချင်းလေးကို tutorial သင်သွားပေးမှာဖြစ်ပါတယ်အကောက်ွက်လေးကိုတစ်ကွက်ချင်းပြပြပေးပါမယ်နော်ပထမအဆုံးဒီဘက်ကိုလဲလိုက်တယ်လက်လေးကဒီငါးလေးမှာထားပြီးတော့ပြီးတော့ဝိုင်းမယ်နော် okay အဲ့တော့မှခေါင်းကကျတော့ဒီဘက်ကိုဆောင်းလိုက်မယ်ပြင်ရနေပြီးတော့ညာဘက်ကိုဆောင်းလိုက်မယ်နော်1 2ခြေထောက်ကကျတော့အရှိကိုလမ်းနေ1 2ဆိုတာဆိုမယ်နော်ဒါကြည့်အောင်1 2ပြီးတော့လည်းဘယ်ခြေလေးကိုပြန်ထုတ်လိုက်တယ်ပြီးဒီလိုထိုင်ချတယ်လက်ကအရှိနောက်အဲ့တော့မှရှေ့နောက် okay 3 4အဲ့လိုကြည့်အောင်3 4ပြီးလို့ရှိရင်ညာခြေလေးကိုနင်းပြီးတော့ဘယ်ခြေလေးဆက်ပြီးတော့မှားပြီးတော့ချတယ်နော်လက်ကစက်ချစ်ခက်ဆွဲလိုက်စက်ချစ်ခက်ဆွဲ okay ဆွဲတဲ့ချိန်ဒီပတ်လာပြီနော်ဆွဲပြီးဒီလိုလေးတစ်ချက်ထိုင်လာတယ်ပြီးလို့ရှိရင် wave နဲ့တက်လာ wave ကဒူးခွေးပြီးတော့ခါးလေးကိုအရှိပို့တယ်ပြီးရင်အပေါ်ပိုင်းလေးတက်လာနော် okay တော့ကြောင်စက်ချစ်ခက်ဆွဲခိုင်းပြီးရှေ့ကိုတက် okay ရအောင်ဒီ7 8ဆိုရင်ခြေထောက်ကအရှိကိုတန်းသွားစမယ်နော်အဲ့မှာလက်က7 8လက်ကစက်ချစ်ခက်ဝယ်ဒူကကျတော့7 8 okay အဲ့ဒါ5 7 go 7 8ဒါလောက်တင်ပြီးစသွားရအောင်ပဲချီလေးထုတ်လိုက်တယ်လက်က1 and 2 and 1 and 2 and okay ပြီးလို့ရှိရင်3 4ခါတော့ဘယ်ကနေဝိုင်းဘယ်ကနေပြီးတော့နောက်ကိုဝိုင်းအဲ့ဒါနော်အောက်မှာ5 6 7 8Yaniပြန်သွားကြအောင် 5 7 go 1 and 2 and 3 4 5 6လို့ပဲအေးပဲချင်ပြန်ကားတယ်7ကျရင်1 7 okay အောင်မှာ7 wide လိုက်တယ်ပြီးလို့ရှင်8ဆိုတင်လိုက်တယ်ခြေထောက်ချလိုက်ရှင်မှာလက်ကိုစမ်းပြီးလို့ရှင်ဘယ်ချိန်မှလိုက်ရှင်မှာလက်ကအနောက်ကိုပြစ်လိုက်နော်အဲ့တော့မှာ7 cha 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 okay အဲ့လိုကြောက်ရန်တော့ကြောက်1 and 2 and 3 4 5 6 7 8 and 1ဆိုပြန်ထားတယ်1ဆိုထားခုနလိုလေဘယ်ကနေဝါလဲနော်1 2 3 4ပြီး5ဆိုရင်ခင်လေးကိုပေါက်လိုက်လက်ကလည်းအနောက်ကို5ဆိုထုတ်လိုက်မယ်5 and ဆိုထိုင်မယ်6ဆိုပြင်တစ်ချက်ထပ်ပေါက်တယ်ပြီး7 8 okay နောက်လေးကို7 8ဒီဘက်ကိုလဲလိုက်ညာဘက်ကိုလဲလိုက်တယ်ခြေထောက်လေးကတင်ပါနောက်ကိုချိန်လိုက်မယ်နော်5 7 go 1 2 3 4အမြင်လေးလောက်လိုက်မယ်နော်5 6 7 go 1 2 3 4ပြီးနောက်ဆုံးမယ်5 6 7 8 okay နောက်တစ်ခါကနောက်လေးရနေပါပြီနော်5 7 go 1 2 3 4 5 6 7 8 7 8ဆိုရင်ထည့်လိုက်မယ် okay ဆက်သွားလိုက်မယ်နော်နောက်တစ်ခါကကျတော့လက်ကဒီလိုပြလိုက်မယ်1 2အရှိပြတာနော်ဒါမှတင်ပါတော့ဘေးနောက်ရှင်းနောက်1 2 3 4လေးချက်5 7 go 1 2 3 4ပြီးလို့ရှိရင်ကျွန်တော်တစ်ချက်ထိုင်ချတယ်5 and 6ခါချချထိုင်မချ5 7 go ထိုင်မချ okay အဲ့တော့မှတော့ခါလေးရောနော်5 7 go ထိုင်မချ and ထိုင်မချ okay အဲ့တော့မှလက်ကကျတော့1 2 3 4ထိလုပ်တယ်ပြီး5 6 7 8 and တော့ချချချမှန်တော့မှာနော်ဒီမှာ1 2 3 4 5 6 7 8 7 8မှာတော့နော်ပါကြည့်အောင်1 2 3 4 5 6 and 7 8 okay နောက်တစ်ခါတော့5 6 7 go အနေ1 2 3 4 5 and 6 and 7 8 good အဲ့ဒါပြီးလို့ရှိရင်ခ
ခုနလိုပြန်ဝါတယ်ပေးရတယ်နော်ညာခြေလေးကိုတစ်စောင်းလေးထုတ်တယ်1 2 3 4လက်ကကျတော့1 2 3 4လက်ကပေးရနော်ပေးရလေးနဲ့ပို့ပညာလက်လေးရဒီတော့ကြောင်း1 2 3 4ပြီးညာခြေလေးထုတ်တယ်လက်က5ဒီဘက်လေးထုတ်လိုက်တယ်5 and 6နောက်ကိုပါလိုက်တယ်5 and 6ပြီး wave little လာရဲ့7 8 and 8 and ဆိုတော့ခေါင်းလေးတိုက်တယ်8 and နောက်ဆုံးမှာညာပေညာပေညာ Okay ဒါကြောင့်ထုတ်ထိုင်ချ wave တလာထထညာပေညာ ready start 1 2 3 4 and 5 6 7 8 1 and 2 and 3 4 5 6 7 8 and 1 2 3 4 5 and 6 7 8 1 2 3 4 5 6 7 8 1 2 3 4 5 and 6 and 7 8 1 2 3 4 5 6 7 8 da 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 Okay ဒါလေးကအလွယ်လေးသင်ထားပေးရဖြစ်ပါတယ်เนาะတကယ်လို့ဗီဒီယိုအရှိလေးကို YouTube channel လေးမှာလာပြီးတော့ကြည့်ပြီးတော့ကကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye